ဟုတ်ကဲ့ပါကျွန်တော်တို့ဒီပေါ့နော်ရီဗီတင်းပြည်သူများအတွက်သဘာဝဘေးဒဏ်ကူညီရေးကော်မတီအနေဖြင့်အလူရှင်များအဖွဲ့အစည်းများရဲ့ကူညီလှူဒန်းပေးတဲ့အခုကျွန်တော်တို့သတ္တရအချိန်မြောက်တွားရောက်ပို့ဆောင်ပေးနိုင်တာဖြစ်ပါတယ်။ဆန်အိတ်ပေါင်းစုပေါင်းကနေရာနဲ့34အိတ်ဖြစ်ပြီးမှစအထုပ်ကတော့တကယ်ကြီးအထုပ်ကြတော့ကျွန်တော်တို့အထုပ်100ပါနိုင်ခဲ့ပါတယ်။နောက်ပြီးတော့စားစီကြတော့84ထုတ်ဖြစ်ပြီးမှငွေတအလူရှင်အဖွဲ့များရဲ့အလူငွေလည်းပါဝင်တာဖြစ်တယ်ဆိုတဲ့ခါကျတော့ကမ်က3ခုဖြစ်တဲ့ခါကျတော့တူတင်းဆက်ဆောင်စခန်းအတွက်ကတော့ကျွန်တော်တို့ဆန်အိတ်102အိတ်ကိုခွဲဝေပေးပြီးမှကာကီစပေးဆောင်စခန်းအတွက်ကတော့109အိတ်ဖြစ်ပြီးမှဒီလောမဆူစပေးဆောင်စခန်းအတွက်ကတော့25အိတ်ပေါ့ဆိုတဲ့ခါကျတော့စုပေါင်းကြတော့ဒီပေါ့နေရာနဲ့34အိတ်ဖြစ်ပါတယ်လို့စားနဲ့ဒီစီကြတော့အနည်းငယ်စီကျွန်တော်တို့ဟိုဖြန့်ဝေပေးတာဖြစ်ပါတယ်နောက်တစ်မျိုးကြတော့ကျွန်တော်တို့မလေးရှားရောက်ချင်းခူမီမျိုးနွယ်စုဝယ်များမှထူတန်းပေးတဲ့ရူဘီငွေသားကိုကျွန်တော်တို့ရည်ပြီးချင်းပြည်သူတွေကိုငွေသားအဖြစ်ကျွန်တော်တို့ထူတန်းပေးတာဖြစ်တယ်အင်ချီကတော့ကျွန်တော်တို့85ဆောင်ဖြစ်ပြီးမှတင်ထောင်စုကိုရူဘီ3000နှုန်းပဲကျွန်တော်တို့ထပ်ပန်းပေးခဲ့တာဖြစ်ပါတယ်ဆိုတော့အင်ချီက85ဆိုတော့ရူဘီက3000နှုန်းဆိုရင်တော့ကျွန်တော်တို့2,55,000ရူဘီကိုကျွန်တော်တို့ထူပေးနိုင်တာဖြစ်တယ်ဆိုတော့ပြန်လည်ထူထောင်ရေးအတွက်ကိုကျွန်တော်တို့အဲ့ဒါကိုခါပါယူလိုက်တာဖြစ်တယ်ဘာကြောင့်လဲဆိုရင်တော့ဒီမှာဝါကကျွန်တော်တို့ပြန်လည်ထူထောင်ရေးအတွက်လိုအပ်တဲ့ခါကျတော့ဝါသလုံးကိုရူဘီ30နှုန်းနဲ့ဖြစ်ပြီးမှတိန်ထောင်စုကိုရူဘီ3000ဆိုရင်ကျွန်တော်တို့ဝါအလုံး300နှုန်းအဖြစ်ကျွန်တော်တို့ဖြန့်ဝေပေးနိုင်တာဖြစ်တယ်အင်ချီပေါင်း85ဆောင်ဆိုတော့ကျွန်တော်တို့ဒီ3000နှုန်းနဲ့ဆိုရင်တော့ရူဘီကတော့2,55,000ဆိုတော့တလုံးကို30နှုန်းနဲ့ဆိုရင်ကျွန်တော်တို့8,500ဝါအလုံးပေါင်းကိုကျွန်တော်တို့ထောက်ပံ့ပေးနိုင်တာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကော်မတီအနေနဲ့အချုပ်အနေနဲ့ကျွန်တော်တို့ခြုံပြီးမှဖော်ပြချင်တာတစ်ခုကတော့မေလ28ရက်နေ့ရဲ့ရည်ဘီတင်းပြည်သူများကိုကျွန်တော်တို့ကော်မတီအနေနဲ့လုပ်ငန်းဆောင်ရွက်ရာတွင်ဒီပထမအချိန်မှာကြတော့ကျွန်တော်တို့ဆန်အိတ်က130အိတ်ဖြစ်ပြီးမှဒုတိယအချိန်ကျတော့ကျွန်တော်တို့ဆန်အိတ်180အိတ်ဖြစ်တယ်မောကာကတော့အချက်100ချက်ဖြစ်တယ်အင်တာခွက်နဲ့ပိုက်ကကျွန်တော်တို့ဒီ100ကူညီပေးနိုင်ခဲ့တာဖြစ်တယ်နောက်ပြီးတော့အခုတတိယအချိန်ဆန်အိတ်က234အိတ်ရယ်စအထုပ်100ရယ်စီ84ထုတ်ရယ်ပြန်လေထူထောင်ရေးအတွက်ကိုကျွန်တော်တို့ဝါအလုံးပေါင်းကစွတ်နာပြောသလို8,500ကိုကူညီပေးနိုင်တာဖြစ်တယ်ကျွန်တော်တို့ပလက်ဝါစပေးရှောင်းဒီရီဘီတင်းပြည်သူများအတွက်ပေါ့နော်ယနေ့အချိန်ထိကူညီလူတန်းပေးတဲ့အမျိုးအစားပေါင်းကတော့ကျွန်တော်တို့ခုနပြောသလိုဒီဆန်အိတ်ပေါင်း944အိတ်ဖြစ်ပြီးမှမုကာကတော့ခုနပြောတဲ့100ချက်ရဲ့အင်တာခွက်ပေါင်းကတော့ကျွန်တော်တို့100ရဲ့ဝါအလုံးပေါင်းက8,500တိတိကိုကျွန်တော်တို့ကူညီလူတန်းပေးတာဖြစ်တယ်ဆိုတဲ့ခါကျတော့ဒီကူညီလူတန်းပေးတဲ့အချိန်မှာကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရရဲ့ချင်းပြည်ချင်းတဲ့အစိုးရရဲ့နောက်ပြီးတော့အလူရှင်များအဖွဲ့အစည်းများအမိမပေါ်လူတဲ့အဖွဲ့အစည်းများရဲ့လူသားစာနာအကူအညီပေးမှုကြောင့်မိမိတို့ကော်မတီအနေဖြင့်ဆောင်ရွက်ပေးနိုင်ခြင်းဖြစ်ပါတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့အနေနဲ့ဖော်ပြလိုပါတယ်ဒီအဖွဲ့အစည်းများအလူရှင်များအားလုံးကိုကျွန်တော်တို့ရည်ဘီတင်းပြည်သူများကိုစားပေါ့နော်ကျွန်တော်တို့ကော်မတီအနေနဲ့အထူးကျေးဇူးတင်ရှိကြောင်းကိုလည်းကျွန်တော်တို့ဖော်ပြချင်တာဖြစ်ပါတယ်ဒီနောက်ဆုံးအနေနဲ့ကျွန်တော်တို့ဒီဟိုဖြစ်ဆွဲပြောချင်တာကတော့နိုင်ငံတကာမှာရောက်ရှိတဲ့ကျွန်တော်တို့ညီအကိုတွေပဲဖြစ်ဖြစ်အဖွဲ့အစည်းအတိအကျပဲဖြစ်ဖြစ်ပေါ့နော်ဒီပြန်လေထူထောင်ရေးအတွက်ကိုကျွန်တော်တို့လိုအပ်ချက်ရှိပါသေးတယ်ဆိုတဲ့ဟာကိုတော့ဖော်ပြချင်ပါတယ်ကျွန်တော်တို့ဝါကအလုံး350နဲ့400အကြားမှာရှိပါတယ်အဲ့တော့ကျွန်တော်တို့အခုဝါတိန်ထောင်စုကို100နှုန်းတော့ကျွန်တော်တို့ထောက်ပံ့ပေးနိုင်ခဲ့တာဖြစ်တယ်နောက်ထပ်ကျွန်တော်တို့အနည်းဆုံးဒီတိန်ထောင်စုကိုဝါအလုံးဒီက250လောက်တော့ကျွန်တော်တို့လိုအပ်တာဖြစ်တဲ့အတွက်ဒီထပ်မံပြီးမှကူညီလူဒန်းပြီးလိုပါကကျွန်တော်တို့ကော်မတီနဲ့ချိတ်ဆက်ပြီးမှ
ကျွန်တော်တို့ဆောင်ရွက်ပြနိုင်ပါတယ်ဒါမှမဟုတ်ကျွန်တော်တို့ဒီ camp leader တွေကိုလည်းတိုက်ရိုက်ချိတ်ဆက်ပြီးမှဆက်တွေ့နိုင်တဲ့ဟာကိုလည်းကျွန်တော်တို့ချိတ်ပြီးလို့လည်းရပါတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့ပြောချင်ပါတယ်အခုလိုပေါ့နော်ကျွန်တော်တို့ရဲ့ဒီဒီဗီတင်းပြည်သူများရဲ့ဒုက္ခရောက်နေတဲ့အချိန်မှာစားနပ်ရိက္ခာနဲ့တော်လကောင်းပြည်လေထူထောင်ရေးအတွက်တော်လကောင်းအဖက်ဖက်ကကူညီပေးတဲ့အားလုံးကိုလည်းကျေးဇူးတင်ရှိကြောင်းနောက်ဆုံးအနေနဲ့ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်